ကိုကြီးပြောတာဆက်လိုက်ကြည့်ဒါကမပြီးရေအမာဒီစားတဲ့အစားအစာဒီပြောရဗမာထားတယ်မသိဘူးဒါကတော့စီဘဝဲအဲ့နဲ့တဲ့နော်စီမဆုံးနဲ့ဒီလိုနေတယ်ဟာပြောတယ်နော်မာဖာဒီမာသူတို့ရအဲ့ဒါလာတာတော့တရားတိုင်းကြည့်တယ်အဲ့ဗမာထားတဲ့အစားတရားလေးနဲ့တွေ့ထားတဲ့ဟာဒါဘယ်လိုခေါ်ကြည့်ရတာဒီကော်မတီတော့ပါသည်ဒီတွေ့ထားတဲ့ဟာပြန်ရအာဒီမသိဘူးအဲ့ကိုဘာဒီစပေါ်ရပြောထားခဲ့ပြီ တရားထမင်းပေါ့ထားတာဘယ်လိုခေါ်လဲထမင်းထားရဲ့ရသိန်းထားရဲ့မာကြီးတို့ဘာလို့မတွေ့သေးနဲ့ပေါ့မပြီးရကြောက်တဲ့လူတွေနဲ့မတွေ့သေးနဲ့ကြားရနော်နောက်တော့မာတော့ထမင်းထားရဲ့ရသိန်းမထားဘူးငပြီးရစားနဲ့ရသိန်းမထားဘူးကြောက်တယ်ဒီအစားရင်းနေရဲဆိုတော့တော်ဝါးကြည့်တာဟုတ်တယ်မပြုတ်ထားတာနော်အဲ့နာကန်တာစိတ်မဆိုးနဲ့မတတ်လို့နိုင်တတ်တယ်အဲ့ဒါကလည်းသိနေတယ်နော်စားရကျန်းတယ်နော်မင်းဒါပဲအမေစားလိုက်အောင်ကျေးဇူးတင်တယ်